မင်္ဂလာပါရှင်ဒီနေ့မှာတော့စုကရခိုင်ဒေသအစားအစာတစ်မျိုးဖြစ်တဲ့မုံလက်တုပ်လုံးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်လုံးရတာလွေကူရိုးရှင်းပြီးအရသာရှိုရှိုလေးနဲ့စားလို့ကောင်းတဲ့မုံတစ်မျိုးဖြစ်လို့စုကမျှဝေပေးလိုက်တာဖြစ်ပါတယ်မုံလက်တုပ်လုပ်ဖို့အတွက်ဆိုရင်ကောင်းကြီးမုံဆန်မုံတကြားအုံးသီးနဲ့နန်းလော်တို့လိုအပ်ပါတယ်မုံလုံးလုပ်ဖို့အတွက်စုကကောင်းကြီးမုံကိုဆန်ရှင်ခွက်နဲ့3ခွက်ထည့်ပါမယ်ပြီးရင်ဆန်မုံကိုဆန်ရှင်ခွက်နဲ့1ခွက်ထည့်လိုက်ပါမယ်ဆန်စိမ့်မုံ1ခွက်ထည့်လိုက်ပါမယ်စားအနည်းငယ်ထည့်ပြီးတော့ဆန်မုံတွေကိုရောဆက်သွားအောင်လုပ်လိုက်ပါမယ်ပြီးရင်တော့မုံသားရရှိအောင်ရေနွေးလေးထည့်ပြီးတော့မုံနေပါမယ်မုံသားနေတဲ့အချိန်မှာရေနွေးကိုဖြည်းဖြည်းချင်းထည့်ပြီးမုံသားမပြော့တော့မမတော့စေဘဲနဲ့အီလေးနဲ့အနေတော်လေးဖြစ်အောင်တေချာလေးနေပါမယ်ရေများရင်မုံပြော့တော့တတ်တဲ့အတွက်ရေထည့်တာသတိထားဖို့လိုပါတယ်မုံနေပြီးရင်15မိနစ်လောက်ခဏနှက်ထားလိုက်ပါမယ်အဲ့ဒီအချိန်မှာအသင့်ခွေထားတဲ့အုံသီးတစ်ချမ်းကိုရှစ်ထားလိုက်ပါမယ်15မိနစ်ပြည့်ပြီးတော့မုံလုံးလေးတွေကအခုလိုအနေထားရရင်တော့မုံလုံးလုံးဖို့အဆင်သင့်ဖြစ်ပါပြီမုံလုံးသေးသေးလေးတွေလုံးမှာဆိုတော့ဘန်းမှာကပ်မနေစေဖို့အတွက်ဆန်မုံအနေငယ်ခင်းထားလိုက်ပါမယ်ပြီးရင်တော့မုံလုံးလေးတွေစားပြီးတော့လုံးပါမယ်မုံလုံးတဲ့အခါစုလုပ်ပြထားသလိုမုံသားအနေငယ်ယူပြီးမုံချောင်းလေးအရင်လုပ်ပါမယ်ပြီးရင်တော့မုံသားသေးသေးလေးတွေဖေ့ပြီးတော့မုံလုံးသေးသေးလေးတွေလုံးပါမယ်ခုဆိုရင်စုလုံးထားတဲ့မုံလုံးလေးတွေအများကြီးရတော့ပါပြီမုံလုံးလုံးနေရင်နဲ့မုံလုံးရေပေါ်စားရှင်လာလို့ကြံတဲ့မုံသားနေငယ်ကိုထန်လီရက်လေးထာပနာထိပ်ပြီးတော့မုံလုံးရေပေါ်မုံလေးလုံးထားလိုက်ပါမယ်အခုဆိုရင်တော့မုံလုံးလောက်တာပြီးစီးတော့ပါပြီပြီးရင်တော့မုံလုံးပြုတ်ဖို့ရည်ရွယ်ပြပါမယ်ရင်နွေးစုပေါ်လာပြီဆိုတော့မုံလုံးလေးတွေကိုဖြည်းဖြည်းချင်းထိပ်ပြီးတော့ပြုတ်လိုက်ပါမယ်ပြုတ်ထားပြီးခဏအကြာမှာတော့မုံလုံးလေးတွေရေပေါ်ကိုပေါ်တက်လာပါပြီဒီအနေထားဆိုရင်တော့မုံလုံးပြုတ်ထားတာလေးကကြက်ပါပြီမုံလုံးတွေကိုဆေးယူပြီးတော့ရေထည့်ထားတဲ့စလုံးတစ်ခုထဲကိုထည့်လိုက်ပါမယ်ပြီးရင်တော့မုံလုံးတွေကိုရေစစ်ပြီးတော့ပကံတစ်ခုထဲကိုထည့်လိုက်ပါမယ်ခုဆိုရင်တော့မုံလက်တုပ်လုပ်ဖို့အတွက်မုံလုံးနန်းလော်တကြားနဲ့အုံသီးတို့အဆင်သင့်ဖြစ်နေပါပြီအတုပ်တုပ်ဖို့အတွက်တကြားရည်လိုအပ်တဲ့အတွက်တကြားရည်ကြိုပါမယ်တကြားရည်ကြိုဖို့တကြား5စုံသုံးပါမယ်ပြီးရင်တော့စာအနေငယ်ထည့်ပါမယ်အချိုကြိုက်တဲ့သူတွေအနေနဲ့တကြားကိုပို့ပြီးတော့ထည့်နိုင်ပါတယ်တကြားသေးကိုရေအနည်းငယ်ထည့်ပြီးတော့တကြားရည်ကြိုပါမယ်တကြားရည်စူပေါ်လာရင်တော့မုံလုံးလေးတွေကိုထည့်လိုက်ပါမယ်မုံလုံးတွေကိုအပေါ်အောင်နှမ်းဆက်တော့အောင်မွေးပေးလိုက်ပါမယ်ပြီးရင်တော့နန်းလော်ထည့်ပါမယ်နန်းလေးတွေနှမ်းဆက်တော့အောင်မွေးပေးလိုက်ပါမယ်နောက်ဆုံးမှာအုံသီးရှစ်ထားတာလေးကိုထိလိုက်ပါမယ်။အုံသီးကိုနှက်ဆက်တော့အောင်မွေပြီးတော့မုံလုံးလေးတွေကိုစီးစီးလေးဖြစ်သွားတဲ့အချိန်အထိတေးထားလိုက်ပါမယ်။အခုလိုအနေထားရပြီဆိုရင်တော့မုံလက်တုပ်လေးရပါပြီ။မုံလုံးရေပေါ်တွေကိုလည်းရေဆူဆူထဲမှာထည့်ပြီးတော့ပြုတ်လိုက်ပါမယ်။ရေပေါ်ကိုပေါ့တက်လာရင်တော့မုံလုံးရေပေါ်လေးတွေရပါပြီ။အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့စားဖို့ပြင်ဆင်ပါမယ်။မုံလုံးရေပေါ်လေးကိုလည်းအပေါ်ကနေနန်းလေးဖြူပြီးအုံသီးလေးဖြူလိုက်ပါမယ်မုံလက်တုပ်လေးကိုလည်းစားခါနီးမှာအုံသီးလေးထည့်ပြီးတော့ထည့်လိုက်ပါမယ်ဒီလေးညာနေအုံသီးလေးထည့်ပြလိုက်ပါမယ်
အခုဆိုရင်တော့စုရဲ့မုံလက်တုပ်လေးနဲ့မုံလုံးရေပေါ်ကစားဖို့အဆင်သင့်ဖြစ်ပါပြီလောက်ရတာရမ်းလွယ်ကူပြီးတော့စားလို့လေကောင်းတဲ့အစာပြေမုံလေးမို့အရှင်းရမယ်ဆိုရင်လှုပ်စားကြည့်ကြပါနော်စုရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်စုရဲ့ channel လေးကိုကြိုက်နေတဲ့ဆိုရင် subscribe လေးနှိပ်ပြီးအားပေးနိုင်ပါတယ်ရှင်